ခဏလေးစမ်းကြည့်အောင်အခုချိန်မှာတင်းရောလက်တွေ့လုပ်ခိုင်းမယ်ကျွန်တော်တို့ကလည်းဆိုပြီထာဖျားသည်အကောင်းမြတ်ဆုံးသောဖယားကျွန်ုပ်တို့ဖြစ်တော်မူသောကြောင့်ကျွန်ုပ်သည်ဆင်းရဲမခံရကျွန်ုပ်ကိုအကောင်းဆုံးနေရာသို့ပို့ဆောင်ပေးပြီးအကောင်းဆုံးသောမင်္ဂလာများနဲ့ပတ်ရစ်တော်မူမည်ဖြစ်လို့ယေရှုတင်ပါတယ်ကျွန်ုပ်ကိုများစွာသောသူတွေရှေ့မှာမျက်နှာသာရစေပြီးချီးမြှောက်အောင်မယ်ဖြစ်လို့ယေရှုတင်ပါတယ်ကျွန်ုပ်ကိုကဲ့ရဲ့ပြစ်တင်ရှုံချအထင်သေးသောသူတွေရှေ့မှာဘုရားခင်သည်ကျွန်တော်ကျမချီးမြှောက်အောင်မယ်ဖြစ်လို့ယေရှုတင်ပါတယ်ယခုကစ၍ကျွန်တော်ကျမတို့ဤအနောက်ကိုကောင်းမြတ်ခြင်းနဲ့မင်္ဂလာတွေအစမပြတ်လိုက်ရသောခွင့်ကိုယေရှုအားဖြင့်ရပြီဖြစ်လို့ယေရှုတင်ပါ၏အဲ့တော့သင်နေတိုင်းဝန်ခံလိုက်သင်နောက်ကနေမင်္ဂလာကလိုက်ကိုလိုက်လာလိမ့်မယ်ဘာဖြစ်လို့လဲသင်ကောင်းမြတ်တဲ့ဖခင်နဲ့သင်စတင်ပြီးတော့အသက်ရှင်တက်လာလို့သင်ခံစားရမှချီးမွမ်းနေတာမဟုတ်ဘူးသင်စတင်ပြီးတော့ချီးမွမ်းတာနဲ့မင်္ဂလာကသင်အိမ်တကားလာခောက်တော့မှာဖြစ်တယ်အာမင်ဘာလို့နှုတ်ကိုပိတ်ထားလဲဒါကြောင့်နှုတ်ဘတ်တော်ပြောတယ်နှုတ်ကိုကြဲကြဲဖွင့်ငါဝါစွာကြွေးချင်တဲ့ဖခင်ဘာလို့သင်နှုတ်ကိုပိတ်ထားတာလဲဘာလို့သင်စိတ်တက်ကြနာလဲဘာလို့စိတ်ပြတ်နေတာလဲမယုံရင်စမ်းကြည့်စမ်းစာရကိုအောင်နိုင်ခြင်းသူ့ရဲ့လက်ကွက်တွေအောင်နိုင်ခြင်းသင်ကိုစိတ်ပြတ်အောင်လုပ်လိုက်မယ်စိတ်ပြတ်လို့သင်ညှိတွားမယ်ညှိတွားပြီးသင်ဟိုလူအပြစ်တင်မယ်ဒီလူအပြစ်တင်မယ်နောက်ဆုံးမှသင်ပဲရှုံးနိုင်သွားမယ်အဲ့ဒါစာရရဲ့ပရိယေပဲဗျဒီကောင်မောင်မတို့ဘုရားကအရာချီးမြှောက်ခြင်းနေပြီအရာရာမှာဘသူကြိုးတင်ပြီးတော့ချီးမွမ်းပါလေဘယုံစမ်းကြည့်အောင်စမ်းကြည့်အောင်ဘုရားငါကောင်းမြတ်ကြောင်းကိုမြည်ဆန်း၍တိမှတ်ဆံပါတယ်အစမ်းခံတဲ့ဘုရားကြီးငါကောင်းမြတ်ခြင်းကိုမင်းတို့ဘလို့နည်းနဲ့မြည်ဆန်းမလဲမင်းတို့သိလာတယ်ချီးမွမ်းခြင်းနဲ့မြည်ဆန်းခြင်းဖယားသခင်မျက်မှောက်တော်တဲ့တိုးဝင်တဲ့လန်တလာမရှိတယ်ဂျေဇုတော်ချီးမွမ်းလေတကားတော်တို့ကို၎င်းဂုံတော်ကိုချီးမွမ်းလေတတိုင်းတော်တို့ကို၎င်းဝင်ကြလောဖယားမျက်မှောက်တော်တဲ့တိုးဝင်ခွင့်ရှိတာချီးမွမ်းခြင်းပဲဖယားရဲ့မျက်နှာသာရခြင်းရလဲချီးမွမ်းခြင်းဒါကြောင့်ဒါဝိဒ်ကိုဖယားသခင်ကဘာကြောင့်ဟိုးတိုးချောင်းသားနဲ့ဘယင်ထိချီးမြှောက်တာလဲဘယ်လောက်ထိချီးမြှောက်လဲတလားဆရာဣသရေလရောက်သွားတဲ့အခါမှာဣသရေလရောက်သွားတဲ့အခါမှာအဲ့မှာဘယင်တွေအများကြီးရှိတယ်ဘယင်တွေရဲ့အုပ်ကူတွေဒီတိုင်းဝင်လို့ရတယ်ဒါပေမဲ့ဒါဝိဒ်ရဲ့အုပ်ကူတိုင်းဝင်လို့မရဘူးအုပ်ထုတ်ဆောင်တော့ဝင်ရတယ် respect ဝင်လို့မရဘူးတို့ကဘုပတိဘာမတိနဲ့ဒါဝိဒ်အုပ်ကူစွာနဲ့ဝင်ချင်းပြီလူကြီးတယောက်ကလာပြီးတော့အုပ်ထုတ်လာပေးတယ်အုပ်ထုတ်မှာပါမန်းဝင်နေတယ်ညလုံးပြူးပြူးကြီးနဲ့အရန်လန့်သွားတယ်ကိုလဲအဖလေးတစ်ဖက်တင်တော့ဝင်ရတယ်ဘယ်သူဆောင်းထားတဲ့ဟာမှလည်းမသိဒါမဲ့နေတော့မတရီယူဒါမဲ့ဆူတောင်းပြီးတော့ဝင်ရတာနေပဲကူဝိုင်းဒုက္ခစကြည့်နေကုန်မမလားအောင်စရာနော်ရှောလူကပထမဆုံးဘယင်လေရှောလူရဲ့အုတ်ကိုဘယ်သူမှစိတ်ဝင်စားဘူးပဲဒါဝိဒ်
ကြီးကဒုတိယဘယင်းမြဘာဖြစ်လို့စိတ်ဝင်စားလဲသူ့ကိုကြတော့ why ချီးမွမ်းတဲ့သူပဲဖခင်ချီးမြှောက်တာချီးမွမ်းတဲ့သူဖခင်တိတ်ချီးမြှောက်တယ် hey ဖခင်ရဲ့ဘာသာစကားဘာလဲသိလားချီးမွမ်းခြင်းဖခင်ရဲ့စကားကိုသင်ခြင်းဖခင်စကားပြောခြင်းချီးမွမ်းခြင်းကိုများများသိယူဖခင်အနှစ်သက်ဆုံးကချီးမွမ်းခြင်းဒါကြောင့်ဖခင်ဘာပြောလဲမင်းတို့ချီးမွမ်းတဲ့အလေမှာငါကျင်းဝင်မယ်ဖခင်ကတိတ်နှစ်သက်တာပါကြီးလေချီးမွမ်းခြင်းတခြင်းဆိုနေတာဖခင်ကြောင့်မလားမနေကအဲ့ဒါပြောတာမဟုတ်ဘူးဒီမှာကျတော့မနေကပြလိုက်အိမ်ပြန်ရောက်လေရောက်မောင်တော့ no မင်းတို့ဟာဒီနှုတ်နဲ့ပဲမင်းတို့ကဖခင်သခင်ကိုချီးမွမ်းတယ်ဒီနှုတ်နဲ့ပဲငါဖန်ဆင်းတဲ့လူတွေဘာလုပ်လဲကျိန်ဆဲတယ်တဲ့စိုက်ရည်တွင်တပေါက်ကနေချိုတဲ့ရည်နဲ့ခါတဲ့ရည်မထွက်တတ်ဘူးအဲ့ဒါပြောနာမဟုတ်ဘူးငါမိသားစုအတွက်ဖခင်သခင်အရန်ကောင်းမြတ်တယ်ငါရဲ့အသက်တာအတွက်ဖခင်ရှင်အရန်ကောင်းမြတ်တယ်ဟာလေလုယာငါရဲ့အနာဂတ်အတွက်ဖခင်ရှင်အရန်ကောင်းမြတ်တယ်ငွေကြီးနဲ့ဆိုင်တဲ့မင်္ဂလာကိုလည်းဖခင်ငါတို့ကောင်းဆုံးပြင်ဆင်ထားဖြစ်လို့ယေရှုတင်တယ်ပြောရအောင်ငွေကြီးနဲ့ဆိုင်တဲ့ကောင်းကြီးလုပ်ငန်းနဲ့ဆိုင်တဲ့ကောင်းကြီးမိသားစုနဲ့ဆိုင်တဲ့ကောင်းကြီးမျက်နှာသာရခြင်းကောင်းကြီးမင်္ဂလာဖျားတို့သည်ဖယားသခင်ဤဂယုဏတော်အားဖြင့်ယေရှုကြောင့်ကျွန်တော်တို့သည်ပိုင်ဆိုင်ရတော်သူတွေဖြစ်ပြီးဖြစ်ကြောင်းယေရှုနာမ၌ကြီးညာပါ၏ဟာလေလုယာနေတဲ့ဝန်ခံရဲ့အဲ့ဒီမင်္ဂလာတွေအားလုံးအသင်အတွက်ပဲဖြစ်တယ် goodness and mercy shall follow me all the days of my life ဘုရားယေရှုနဲ့ဂိနာတစ်သက်လုံးခံစားဖို့ဘုရားခင်ပြင်ဆင်ပေးထားပြီးသားတခုပဲချီးမွမ်းခြင်းကိုရွေးချယ်ရင်တော့ဘုရားခင်ဘက်ကနေချီးမြှောက်ဖို့ရန်အတွက်လည်းအစဉ်သင့်ရှိနေတယ်အာမင်ဒီနေ့နဲ့ဆုံးဖြတ်ချက်6တော့ပြန်ထွက်သွားရအောင်စမ်းကြည့်ရအောင်ချီးမွမ်းတဲ့သူဘုရားချီးမြှောက်မယ်သင်ရဲ့နှုတ်ကနေမကောင်းသောအရာတွေကိုမထွက်စေတော့နဲ့ဘာလို့မလဲချီးမွမ်းမယ်ချီးမွမ်းရင်ဘုရားဘာလုပ်မလဲစမ်းကြည့်အောင်2026မှာချီးမြှောက်တဲ့သူတွေစီမြင်ခြင်းနဲ့အာမင်အရာရာမှာချီးမွမ်းတော်သူတွေဖြစ်ပါစေအရာရာမှာချီးမွမ်းတော်သူတွေဖြစ်ပါစေချီးမွမ်းစရာအကြောင်းမရှိပါဘူးဒါမဲ့တင်ချီးမွမ်းစရာအကြောင်းမရှိတော့ညာလည်းပဲဖျားသခင်၌သင်ချီးမွမ်းရအောင်ယောနာငါးဤပိုက်ထဲမှာရှိနေလို့ဂျေဇုတော်မချီးမွမ်းပါဘူးဒါပေမဲ့ငါးဤပိုက်ထဲကနေဆူတောင်းတဲ့အတန်ကိုကြားတဲ့ဖျားကိုတော့သူဂျေဇုတော်ချီးမွမ်းတယ်ဟယ်လိုငါးဤပိုက်ထဲမှာရှိနေလို့သူဂျေဇုတော်မချီးမွမ်းနိုင်ပါဘူးဒါပေမဲ့ငါးဤပိုက်ထဲကနေခေါ်တောင်ကြားတဲ့ဖျားကိုဂျေဇုတော်ချီးမွမ်းတယ်ငါးဤပိုက်ထဲကနေအော်ဟစ်တဲ့အတန်ကိုနားထောင်တော်မူတဲ့ဖျားရဲ့ဂျေဇုတော်သူချီးမွမ်းတယ်ငါးဤပိုက်ထဲနဲ့မကြာခင်ထုတ်ပြီးတော့မှတက်တိခါတဲ့အခွင့်ကိုလည်းပေးအောင်မယ်ဖြစ်တဲ့အတွက်ကြောင့်ကြိုတင်ပြီးတော့ဂျေဇုတော်ချီးမွမ်းတယ်သူစကားကိုနားထောင်တဲ့ဖျားသူ့ကိုကယ်လွတ်မဲ့ဖျားအတွက်သူကြိုတင်ပြီးတော့ငါးဤပိုက်ထဲနဲ့ချီးမွမ်းခြင်းဟာဖျားခင်သူ့ကိုကြကြထားလို့မရတော့ငါ့ကိုပြန်အခိုင်းပလိုက်တယ်တင်ဘယ်ထဲမှာရှိနေလဲအခုဘုရားခင်အဲ့ထဲနဲ့ဆွဲနှုတ်ပြီးတော့မှအကောင်းဆုံးသောမင်္ဂလာကိုပြင်ဆင်ပေးဖို့အစဉ်သင့်ရှိနေတယ်စတင်ချီးမွမ်းကြရအောင်အာမင်ဂျေဇုတော်ချီးမွမ်းစရာအကြီးမားဆုံးအကြောင်းအရာတော့တို့အတွက်ယေရှုလဝကတိုင်းမှာအသေးခံတယ်သုံးရမြောက်တဲ့နေ့မှာရှင်ပြန်ထမြောက်တယ်တို့ရဲ့ခံမဲ့ယောဂဝေဒနာတွေအားလုံးအတွက်နာကျင်စွာထိုးခြင်းနှိပ်စက်ခြင်းတွေခံပေးခဲ့တယ်ထို့သူခံခဲ့သောတန်ရှာဖြင့်ငါတို့အနာရောဂါငြိမ်းပြီဆိုတာကိုဒီပွဲတော်မုံကိုမြင်တိုင်းမှာတတိယစေတယ်ကိုရောကလည်းပြောလဲငါ့ကိုအောက်မေ့ဖို့ရာဤသို့ပြုကြလော
ပွဲတော်မုံကိုမြင်တိုင်းမှာငါမင်းတို့အတွက်ပေးဆက်ခဲ့ပြီးသွားပြီမင်းတို့ရဲ့ခန္ဓာကိုယ်မှာခါမဲ့နာကျင်ခြင်းဝေဒနာတွေယောဂါတွေအမျိုးစုံကိုငါခံပေးပြီးသွားပြီငါခံတော့ဒဏ်ချက်တွေအားလုံးကမင်းတို့အနာရောဂါငြိမ်းဖို့ပွဲတော်မုံကိုမြင်တိုင်းမှာငါမှာရှိတဲ့ယောဂါတွေအားလုံးတွေယေရှုခံပေးပြီးသားငါခံစရာဘာအကြောင်းမှမရှိတော့ဘူးပါလာတဲ့ယောဂါအဖွားမှာပါလာတဲ့ယောဂါမျိုးရိုးကပါလာတဲ့ယောဂါငါနဲ့ဘာမှမဆိုင်တော့လူမီဒီယာခရစ်တော်နဲ့ရှိတဲ့ခါမှာအသက်ပြုပြင်သောတရားဝါဖြစ်ရတဲ့အခွင့်ကိုရပြီဆိုတော့ပွဲတော်မုံကိုမြင်တိုင်းမှာပြန်လဲအောင်းမေတတိယကြစမ်းပါအောင်းမေဖို့ရဤသို့ပြုကြလောစပည့်ကိုမြင်ရတဲ့ချိန်တိုင်းမှာလည်းပဲအသွေးသွင်းခြင်းမရှိရင်မင်းတို့ဘယ်တော့မှအပြစ်လွတ်ခြင်းရှိမှာမဟုတ်ဖျားခိသားတော်ယေရှုခရစ်အသွေးတော်သည်တင်တို့အပြစ်ရှိသမျှကိုစေကြောတော်မူပြီအပြစ်ရှိသမျှတို့ကိုစေကြောတော်မူပြီဆိုတာကိုတင်တို့အပြစ်သားမဟုတ်တော့ဘူးယေရှုအဖြစ်ဖျားသားဖြစ်တယ်ဆိုတာကိုဒီအသွေးတော်မြင်တိုင်းမှာတင်တို့တတိယကြပါဘလောက်မင်္ဂလာရှိသလဲဘလောက်မင်္ဂလာရှိလဲယုံကြည်ခြင်းနဲ့မရောနှောသူလားဒီမင်္ဂလာအကြောင်းစဉ်းစားရင်ဝမ်းမြောက်စရာမဖြစ်တာတကယ်တော့တိတ်ဝမ်းမြောက်စရာအကြောင်းအခုပဲယောဂဝေဒနာခံစားနေရတဲ့သူတွေအထဲမှာငါရဲ့ယောဂငါနဲ့ဘာမှဆိုင်တော့ဘူးငါရဲ့အနာယောဂအတွက်ယေရှုလက်ဝါးကတည်းကခံပေးပြီးသွားပြီဆိုတာကိုငါယုံတယ်တို့ကြောင့်ကိုရောယေရှုတင်တယ်ပွဲတော်မုံကိုမြင်တိုင်းမှာဒီယောဂနဲ့ကျွန်တော်ဘာမှဆိုင်တော့ဘူးလို့သင်ဝန်ခံပြီးစားကြည့်အခုဒီပွဲတော်ဆိုင်နေဒီယောဂပျောက်ကခြင်းတတ်တယ်ကိုဒီရလိမ့်မယ်အသွေးသွင်းချပြီးအပြစ်လွတ်ခြင်းယေရှုရပြီဆိုတော့ပွဲတော်မုံကိုမြင်တိုင်းမှာပွဲတော်စပည့်ကိုမြင်တိုင်းမှာပြန်လဲအောင်မေတ္တရကြရအောင်ဖခင်ပွဲတော်မုံနဲ့ပွဲတော်စပည့်အတွက်ယေရှုတော်ချီးမွမ်းပါတယ်ကိုရောကိုမြဲတဲ့အောင်မေဖို့ကိုရောပြုတ်ပေးခဲ့တဲ့အမှုရာကိုပြန်လဲနှလုံးသွင်းဆင်ခြင်ကြည့်ရင်ကိုရောပြုတ်ပေးခဲ့တဲ့မင်္ဂလာတွေအားလုံးကသားသမီးတို့အတွက်ဖြစ်ရတယ်ကိုရောကတော့ပေးဆက်ခဲ့ရတယ်သားသမီးတို့ကခံစားရတယ်ထိုမင်္ဂလာတွေဟာကိုရောအပြင်ရရှိတယ်တိတ်ကျေးဇူးတင်တာပဲကိုရောဒီအတွက်ကြောင့်ကိုရောနဲ့တသွေးတဲ့တသားတဲ့ဖြစ်ရတဲ့အခွင့်ကိုရရှိသောကြောင့်လဝကတ္တမှာပြုတ်ပေးခဲ့တဲ့အမှုရာကိုကျေးဇူးတင်ပါတယ်လို့ပြောရင်းနဲ့ပွဲတော်မုံနဲ့ပွဲတော်စပည့်ကိုစက္ကအနံ့ချင်းနဲ့ပွဲတော်မင်္ဂလာဝင်စားကြပါတယ်ဖတ်မယ်ဆိုတော့ဖေဟာသခင်ယေရှုသည်ရန်သူလက်သို့အနံ့ချင်းခံတော်နေ့ညမှာမုံကိုယူ၍ကျေးဇူးတော်ချီးမွမ်းမှာမုံကိုဖဲ့၍ဤမုံကတင်တို့ဖိုးလုံးကချိုးဖဲ့သောငါဤကိုဖြစ်ငါကိုအောင်မေဖို့ရာယူရစားကြလောဟုမိန်တော်မူသည့်တိုင်အတူတကွသုံးဆောင်ကြပါစို့ထိုနည်းတူညစာဆိုင်မှာခွက်ကိုလည်းယူ၍ဤခွက်ကငါ၏အသွေးနဲ့တည်သောဗြိဉ္ဉ်တရားအသစ်ဖြစ်ငါကိုအောင်းမေဖို့ရာယူရတောက်ကြလို့မိန်တော်မူသည့်တိုင်အတူတကွတောက်ကြပါစို့ချီးမွမ်းခြင်းနဲ့2026မင်္ဂလာတွေကိုသိပိုက်ကြရအောင်အခက်အခဲတွေပြဿနာတွေကြုံတွေ့လာလိမ့်မယ်ဒီစိတ်တမချနဲ့ချီးမွမ်းမယ်ဘာလို့ချီးမွမ်းမှာလဲမျော်လင့်လျက်ချီးမွမ်းရအောင်အကောင်းဆုံးဘုရားခင်ပြင်ဆင်ထားပေးပြီးသွားပြီဘာလို့ငါဝမ်းနေနေရမှာလဲငါဘာလို့စိတ်တက်ကြနေရမှာလဲငါဘာလို့စိုးရိမ်နေရမှာလဲငါအတွက်ဘုရားခင်ကကြိုတင်လို့ရှေ့မှာပြင်ဆင်ထားပြီးသားလေအဲ့ဒီဘုရားဘာပြောလဲမနှက်ဖြန်တော့မစိုးရိမ်နဲ့တဲ့ဘာလို့ပြောနေတယ်ဘုရားလဲမနှက်ဖောင်သူကြိုတင်လို့တင့်အတွက်ရောက်နေပြီသားတင့်အတွက်အကောင်းဆုံးပြင်ဆင်ထားပြီးသားယုံကြည်တဲ့သူအာမင်ထူရအောင်တင်းရဲ့မနှက်ဖောင်အကောင်းဆုံးပြင်ဆင်ထားတဲ့ထိုနာမတော်ကျွန်တော်ချီးမြှောက်ကြရအောင်အာမင်